လာပါဒီနေ့ကတော့အိမ်ရဲ့အဝေးရောက်သူဖိုးရမပြီးအလွမ်းပြီးအုံနှုတ်ခေါက်ဆွဲလေးချက်စားပါမယ်။အုံနှုတ်ခေါက်ဆွဲချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ခေါက်ဆွဲပဲမုံအုံနှုတ်နှစ်ပုံချက်တာချက်တုံရှင်နေနန်းပင်မယုံတိမဟိုက်ပေါ်မှာဒီမှာဝယ်ရတာလွယ်တယ်ပေါ့နော်ပဲမုံကိုပဲမမပြီးရဝယ်ရတာ။ဝယ်လာတဲ့ချက်သားလေးကိုအနည်းရောခုထိစင်ရောချက်တုံအဖြူအနည်းနဲ့ချက်သားလေးကိုဣတွားရင်ဒီစီတက်လိုက်ပါမယ်။ဒီမှာအုံနှုတ်ခေါက်ဆွဲချက်စားတာပြန်လို့ဒီမှာဆိုင်ရောက်ဝယ်လာတဲ့ပဲမုံကိုချက်မဲ့ဦးရဲမှာတစ်ခါရင်များများနဲ့ပေါ့နော်ပဲမုံလေးကြေးတဲ့အထိထည့်လိုက်ပါမယ်မွေးတစ်ခါမိငုံမှာတင်ထားလိုက်ပါမယ်ပဲစိမ့်နဲ့ပြောက်သွားတဲ့အထိမိငုံမှာပေါ့နော်ပဲမုံလေးတွေကိုပဲမုံကိုကြိုရပါတယ်ပေါ့နော်နောက်ပြီးတော့နားချက်သွားတဲ့ချက်သားကိုပဲမုံလေးကိုဒီပဲမုံကြိုရတဲ့ဒီဦးရဲကိုထည့်လိုက်ပါမယ်အိုက်ချက်သားနဲ့ပဲမောက်ကျိုးလာတဲ့ဟီကိုတမအောင်ဝဲပြီးဝင်ပြီးတော့ဝက်လာတဲ့အထိပေါ့နော်ခဏဆောင်လိုက်ပါတယ်စိတ်ပြီးနောက်ဆောင်လိုက်ပါတယ်အဲ့ဒါပြီးတဲ့အချိန်မှာအဲ့ဒီဝစီကနေဝဲလာတဲ့ဒီအုံးလို့အနှစ်ဘူးပေါ့နော်နှစ်ထုတ်ဒီဒီလေးတဘူးဆိုရအုံးလို့အရင်များတယ်သူတို့မှဆိုလို့အနှစ်ထုတ်ကိုထည့်လိုက်တယ်အဲ့ဒီအုံးလေးချပြီးတော့နောက်ပြီးရေကျင်းပြီးတော့ပါထည့်လိုက်တယ်ထည့်ပြီးရအခါကျတော့ဘုံလို့နဲ့နာကဒီပဲစတားရဲ့ပဲမှုကြီးနဲ့အုံးတွေထထားတဲ့ဟာတမအောင်ဝင်ရခါကျတော့ပုပွင့်စုပေါင်းဟိုပုပွင့်စုနဲ့ဖြီးတဲ့လိုက်တယ်ပုပွင့်စုကမာဖနာစတားစီတက်ထားတဲ့စတားလေးအပေါ်စီးတက်လာဘာလို့ဒါတော့တွန်းလေးစိတ်ထားရဲ့ကျုံကြီးလေးကအဲ့ဒါထဲဆောင်နာတင်ထားတဲ့အချိန်မှာခောက်ဆွဲလေးပြန်ထားတဲ့နာပုပွင့်စုလာတဲ့အချိန်မှာတွန်းလေးထဲလိုက်တယ်တတွန်းလေးထည့်ပြီးတော့မှပဲတတွန်းလေးကိုချက်ပြီးတော့ထည့်ပြီးတော့မှပဲလိုအပ်တဲ့အရာနာကိုရည်ကြည့်ပြီးတော့မှထပ်ပြီးတော့လူလို့ရှိရင်အရာနာထည့်အကုန်လုံးပတ်ပြီးဆိုရင်ဖန်တာပွဲမြင်ပြီပေါ့နော်ခောက်ဖန်လေးထည့်တယ်ပြင်းနေတဲ့ဟိုမှအရာကိုစားကြတာပေါ့နော်အုံလုံးနံလေးရလဲမွေးစပွဲဖြစ်နေပါပြီဟီထဲနေနေဟိုစားကြည့်နေပါပြီစားကြည့်နေပါပြီဦးနှုတ်ခေါက်တယ်မစားဖြစ်တာတနေ့နီးဝါတော့တော့ရှိအောင်ဒါနံပင်ထဲစီနံလေးထဲပါမယ်ရအောင်ဒါမြုံလေးမုံထဲပြီးတော့ဖြည်းဖြည်းဆောင်နဲ့ဦးနှုတ်ခေါက်ဆွဲတပွဲရရှိပါပြီစားလို့ရပါပြီရှင်